ရာသောစိုက်ပွဲတစ်ခုကိုအောင်တော်ဆောင်နေပေါ်တော့ဒေါ်လာရေးသတိနိုင်ငံရေးပြည်စိုက်ရေးစပယ်ဒီကိုအဖေဝအပရောင်နောက်ဆုံးသုံးပြီးကိုလိုတိုက်မယ်လည်းမဟုတ်တော့ကိုစားအမှုတရားကိုခိုင်းတယ်ခိုင်းတယ်မလို့တော့ဇာခါလေးတော့ချောပြီးပြီးနောက်ဆုံးဒီကိုလည်းမဟုတ်ဇာခါလေးတော့လာနာချောင်းမို့ဒါရီနိုင်ငံရေးမှာတော့ကအတားအဆုံးလို့ရှိတယ်ဖေးနေပေါ်မှာမူတည်ပြီးအစောတော့ရှိဒုတော်လိုဒီကတော့ကိုစားနေတော့တယ်အကျုံးချအာဏာကိုပြန်လေပိုင်ဆိုင်ဖို့တော့ကိုစားနေတော့တယ်ကျုံးချအာဏာဆိုအထီးပါခင်လို့ရာဆိုလို့မဟုတ်ဒီနောက်မှာချောစီဆိုလည်းမရှိပိုင်ဘယ်စီဆိုလည်းမရှိနိုင်ကျုံးချအာဏာကိုအစရောလုံးလုံးမရဒီကြောင့်တော့ရိုးအမောဆုံးတော့ရင်းနဲ့ချဖိုက်တယ်ရောတော့ねရခိုင်တဲ့မော်ဒီဇာခေနေကိုပေါ်တော့ကိုရိုးရင်းမဲချပဲ့နိုင်တော့မဆုံးမနိုင်ချောင်းနေလာဖို့ချီတာလာဖို့ခိုက်တယ်